သမီးလေးမိုးမြင့်စံနှံထမရောင်စုံချက်ပန်းခင်းလေးတဲ့နေအိမ်ဆက်ပါနော်ကျွန်တော်သူအိမ်မလာလာမဖို့ရာကိုဟာတဲ့ချင်လေးများနဲ့ချောသိမ်းမှာယုံကြည်စိတ်ချမေးစပေါ်ချင်အနည်းဆုံးလူပါလူပါနဲ့ဒုက္ခနဲ့ကြုံတွေ့တဲ့အခါရင်ဆိုင်မဲ့အတင်းထားပေါ်အချက်အတင်းမှနော်ဒီချိန်ဘယ်သူမှမင်းမရှိတဲ့အခါကိုတယောက်တည်းမင်းတည်ရပါယုံကြည်အားကိုလိုက်ပေါ်အချက်ရဲ့အနည်းဆုံးလူပါနေစမီရာမင်းလေရာမရင်ဆိုင်မဲ့ဆိုးဆုံးဒုက္ခဆိုရတုံးနေတဲ့ချစ်သူနဲ့ကိုကိုင်စကားလို့ချင်နေတာမင်းပြောင်းနေတဲ့ခုလားဘယ်နာရီပြောင်းလဲစေခွက်ပါအရာရာမင်းတို့ပဲပေါ်ချစ်သူတို့အတိုင်းကိုဟာနီးဆုံးချင်ရတယ်သမီးလေးမိုးမြင့်စံနှံထမရောင်စုံချက်ပန်းခင်းလေးတဲ့နေအိမ်ဆက်ပါနော်ကျွန်တော်သူအိမ်မလာလာမပေါ်ရာကိုဟာတဲ့ချင်လေးများနဲ့ချောသိမ်းမှာယုံကြည်စိတ်ချမေးစပေါ်ချင်အနည်းဆုံးလူပါမူပါနဲ့ဒုက္ခနဲ့ကြုံတွေ့တဲ့အခါရင်ဆိုင်မဲ့အတင်းထားပေါ်အချက်အတင်းမှနော်ဒီချိန်ဘယ်သူမှမင်းမရှိတဲ့အခါကိုတယောက်တည်းမင်းတည်ရပါယုံကြည်အားကိုလိုက်ပေါ်အချက်ရဲ့အနည်းဆုံးလူပါနေချင်နေတာမင်းလေရာမရင်ဆိုင်မဲ့ဆိုးဆုံးဒုက္ခဆိုတာတုံးနေတဲ့ချစ်သူနဲ့ကိုကိုင်စကားလို့ချင်နေတာမင်းအပြောင်းလေးတစ်ခုသာဘယ်နာရီပြောင်းလဲစေတဲ့ခွက်ပါအရာရာမင်းတို့ပဲပေါ်ချစ်သူလို့အတိုင်းကိုဟာနီးဆုံးချင်ရသူပါနေချင်နေတာမင်းလေရာမရင်ဆိုင်မဲ့ဆိုးဆုံးဒုက္ခဆိုတာတုံးနေတဲ့ချစ်သူနဲ့ကိုကိုင်စကားလို့ချင်နေတာမင်းအပြောင်းလေးတစ်ခုသာဘယ်နာရီပြောင်းလဲစေတဲ့ခွက်ပါအရာရာမင်းတို့ပဲပေါ်ချစ်သူလို့အတိုင်းပေါ်ကိုဟာနီးဆုံးချင်ရတယ်ပါလို့အတိုင်းပေါ်ကိုဟာနီးဆုံးချင်ရတယ်ပါလို့အတိုင်းပေါ်ကိုဟာနီးဆုံးချင်ရတယ်ပါရင်တုံရင်ကင်းဝေးပြီးစိတ်သက်တဲ့ရတာလေးနဲ့လူတိုင်းရဲ့ရင်မှာတောက်ချင်စရာဂုဏ်